မြေဓာတ်ချခြေကဘာဖြစ်လို့လိုအပ်တာလဲမြေဓာတ်ချတဲ့စနစ်ကိုလှုပ်ဆောင်တဲ့နည်းပေါ့နော်ဘယ်လိုမျိုးလှုပ်ဆောင်လဲဒီကြောင်းအရာလေးကိုဒီထဲမှာပြောပြပေးပါမယ်ဘာဖြစ်လို့မြေဓာတ်ချရတာလဲပြောရရင်ကျွန်ုပ်တို့နေထိုင်တဲ့ကမ္ဘာမြေကြီးပေါ့နော်ကမ္ဘာလုံးကြီးဓာတ်အားပေါ့နော်ဒီအားပေါ့ဒီအားကြီးကဘာလဲဆိုတော့အလော်လျက်ကူးကောင်းတဲ့အရာတစ်ခုဖြစ်တယ်အဲအကြောင်းမို့လို့လျက်ကူးကောင်းတဲ့အရာကြီးပေါ်မှာလူတွေကနေထိုင်နေကြတယ်အဲ့လိုမျိုးနေထိုင်နေကြတော့အဲ့လျက်ကူးကောင်းတဲ့အရာကြီးပေါ်မှာအိမ်တွေဆောက်တယ်အိမ်တွေဆောက်ပြီးနေကြတော့လျက်စစ်တွေအိမ်တွေမှာလျက်စစ်တွေအသုံးပြုကြတယ် line နဲ့ neutral single phase system 3 phase system တွေသုံးကြတယ် power plant ပေါက်တွေသုံးကြတယ်အဲ့လိုမျိုးသုံးတော့လျက်စစ်ရဲ့သဘောကိုစဉ်းစားရမယ်လျက်စစ်ရဲ့သဘောကဘာလဲ तू ကပတ်လန်းရှိရင်စီးစင်းတယ်သွားစရာလမ်းကြောင်းရှိရင် तू ကသွားတတ်တဲ့သဘောရှိတယ်Okay line နဲ့ neutral ကိုလမ်းကြောင်းပေးထားတဲ့အခြေအနေမှာ line နဲ့ neutral သူ့နေရာနဲ့သူ့လူနဲ့သူပတ်နေတော့ကိစ္စမရှိဘူးဒါပေမဲ့အဲ့ဒီလျက်စစ်ကျိုးတွေကဘာမြေကြီးရဲ့ပေါ်မှာတွင်တန်းထားတဲ့အခြေအနေမှာအောက်မှာကဘာမြေကြီးကလည်းလျက်ကူးကောင်းတဲ့အရာဖြစ်တယ်ဒါဆိုရင်လူတွေကလည်းလျက်ကူးကောင်းတဲ့အရာဖြစ်တယ်ဖြစ်လာခဲ့သည်ရှိတယ်ပေါ့နော်ကျိုးတွေပေါင်ပြဲတာဆွေးမြေ့တာအဲ့ဒီလျက်စဲကယိုစီးလာတဲ့အရာတွေလူတွေကသွားကင်မိလိုက်ရင်လူနဲ့ကဘာမြေကြီးရဲ့ကဘာမြေကြီးနဲ့လျက်စစ်ဖီးရဲ့ခြားမှာလူကလျက်စစ်ဝါယာကျိုးနေနဲ့စီးကူးသွားနိုင်တယ်လမ်းကြောင်းပေးသလိုဖြစ်သွားနိုင်တယ်လူကိုဖြတ်စီးပြီးတော့သူကဖယ်ကိုသွားမှာလဲကဘာမြေကြီးကိုသွားမယ်အဲ့လိုမျိုးသွားနိုင်တဲ့အခြေအနေရှိတယ်အဲ့ဒါကြောင့်မို့လို့အာစနစ်ကိုအဲ့လိုမျိုးသွားနိုင်တဲ့အခြေအနေရှိတော့လူထက်လျက်ကူးကောင်းတဲ့စနစ်တစ်ခုဖန်တီးပြီးတော့ဒီလမ်းကမသွားနဲ့ဒီလမ်းကသွားအဲ့လိုမျိုးပုံစံမျိုးပေါ့နော်လမ်းကြောင်းတစ်ခုဖန်တီးပေးရတယ်အဲ့ဒီစနစ်ကိုမြေဓာတ်ချခြေစနစ်လို့ခေါ်တယ်ဒါဆိုရင်ဒီထဲမှာပုံထဲမှာပြထားတဲ့ဟာလေးကိုတူတူကြည့်ကြည့်မယ် TT system လို့ခေါ်တယ် TT system ဆိုတာက Terra ကဘာမြေကြီးလို့ထိပ်ပဲ T ဆိုတာကကြတော့လက်သက်ဘာသာစကားတစ်ခုပေါ့နော်ကဘာမြေကြီးလို့ထိပ်ပဲရတယ်ဒီမှာဆိုရင်ဝင်ချင်း electricity supply တစ်ခုကဝင်မယ်ဆိုရင်ဒါမီတာပေါက်လူတိုင်းရဲ့အိမ်မှာလေဘယ်လျက်စစ်ကိုပဲသုံးလျက်စစ်စသုံးတော့မယ်ဆိုရင်မီတာပေါက်ရှိမှပဲလျက်စစ်ပေးသုံးတာအဲဆိုလျက်စစ်မီတာကကြတော့မဖြစ်မနေပါလာတယ်ပါလာတော့အဲ့လျက်စစ်မီတာကိုထပ်ပြီးခွဲဝေမယ်ဆိုရင် turbo breaker ရှိမယ်ဒီထဲမှာ main box ပေါ့နော် distribution box လို့ခေါ်တယ်အဲ့ဒီ distribution box ရဲ့အထဲမှာ arc system ဆိုပြီးအဲ့အခုကကြတော့မြေဓာတ်ချချင်းအကြောင်းကိုအရှေ့အတူချုံလေးပြပြပြီးဆိုမြေဓာတ်ချတဲ့စနစ်ကိုအခုလေ့လာကြမှာပေါ့နော်ဒီမှာအစိမ်းရောင်အကို green နဲ့သုံးတယ်ဝါယာကျိုးကိုအစိမ်းနဲ့သုံးတယ်စိမ်းဝါနဲ့သုံးတယ်အစိမ်းတကြားအဝါတကြားအဲ့လိုမျိုးကာဗာအနေနဲ့သုံးကြတယ်ဝါယာကျိုးရဲ့အရာပေါ့နော်သူအစိမ်းရောင်လေးပြထားတွေ့လာတာဆိုရင်အမှာရှိတယ် main RT system main နေရာကြီးပေါ့နော်ဘယ်နေရာကပဲဖြစ်ဖြစ်တန်ထဲပစ္စည်းပဲသုံးဘယ်လိုမျိုးဒီမြေဓာတ်ကူးနိုင်တဲ့လျှက်စစ်စီးကူးနိုင်တဲ့ပစ္စည်းတွေအကုန်လုံးစူးစီးပြီးတော့မြေကြီးထဲမှာဒီလိုမျိုးအရော့တစ်ခုစိုက်ပြီးတော့လျှက်စစ်ပတ်လန်းတစ်ခုလမ်းကြောင်းတစ်ခုချထားပေးတာကိုမြေဓာတ်ချခြင်းလို့ခေါ်တယ်Okay အဲ့လိုမျိုးမြေဓာတ်ချတဲ့အရော့ကြီးကိုဘယ်လိုမျိုးစိုက်ရမလဲဒီလိုမျိုးနေရပေါ့နော်မြေမျိုးစားလည်းမျိုးရှိသေးတယ်ဒီမြေဓာတ်ချဖို့လျှက်စစ်နဲ့ဘာမှမဆိုင်ဘူးနော်တခါလေးစဉ်းစားကြည့်လိုက်လျှက်စစ်ကအပေါ်မှာကျိုးတွေနဲ့စီးဆင်းပြီးတော့ကျိုးတွေတက်ဆင်တဲ့ဟာဒီမြေဓာတ်ချတာကဘယ်လိုမျိုးသက်ဆိုင်ပါမလဲအဲ့လိုမျိုးစဉ်းစားတဲ့သူလည်းရှိကောင်းရှိမှာပေါ့နော်နားမလည်သေးတော့ရှိမယ်စနစ်ကိုသဘောပေါက်သွားရင်ဒါကတကယ်ကိုလိုအပ်တယ်ဆိုတာကိုနားလည်သွားလိမ့်မယ်ဒီလိုမျိုးစနစ်ကိုဘယ်လိုစတင်ပြီးတော့အသုံးပြုခဲ့လဲဆိုတော့ဒီလော်ခဲ့တဲ့လျှက်စစ်ဓာတ်ကိုစတင်ထုတ်လုပ်သုံးစွဲတဲ့ခဲပေါ့နော် Edison တို့ခဲပေါ့1880 89 1880အဲ့လောက်ပေါ့နော်အဲ့လောက်အခြေအနေမှာ Edison ကလျှက်စစ်မီးသီးကိုစတင်ပြီးတော့တီထွင်ပြီးတော့လျှက်စစ်တွေအသုံးပြုလာတဲ့အခြေအနေမှာအဲ့ကြောင်မီးသွေးစက်ရုံတွေမှာလည်းလျှက်စစ်ကိုစတင်ပြီးတော့လျှက်စစ်စတင်အသုံးပြုတယ်ဆိုတော့ကြောင်မီးသွေးစက်ရုံတွေမှာလည်းအဲ့ခက်ကပေါ့နော် Australia မှာရှိတဲ့ဒီကြောင်မီးသွေးတူးဖော်တယ်ဆိုတာသူကမိုင်းတွေဖောက်မယ်မိုင်းတွေခွဲမယ်ဆိုရင်ဒီလျှက်စစ်ပေးပြီးတော့ခွဲကြတယ်မြန်မာပြည်မှာတော့ဒီမိုးကုတ်ဖြစ်မှာလေအဲ့ဒီကြောက်တွေပါတွေအဲ့နယ်ချက်ခက်တော့ပေါ့နော်အင်္ဂလိပ်တွေခက်တော့လျှက်စစ်ကိုစတင်အသုံးပြုတော့ဒီလျှက်စစ်တဲ့အားပေးစက်ရုံတွေလည်းလုတ်ပြီးတော့ဘယ်လိုလုပ်လဲဆိုတော့မိုင်းခွဲတဲ့နေရာတွေကြောက်တွေခွဲကြတယ်အဲ့ဒီကတည်းကကိုလျှက်စစ်စတင်အသုံးပြုခဲ့ကြတယ်အဲ့ခင်မတိတ်မရိပ်လားပေါ့နော်โอเคစတင်အသုံးပြုခဲ့တဲ့ခက်ကိုပြောရရင်ဩစတြေးလျမှာရှိတဲ့ကြောင်မီသွေးစက်ရုံတွေကဒါတွေကိုမိုင်းခွဲတဲ့နေရာတွေမှာသုံးတဲ့အခါခဏကျိုးတွေပစ္စည်းတွေ short ဖြစ်တယ်ဆိုတော့လူတွေသေကြတယ်လူတွေအန်ဒီတော်တော်များတယ်အဲ့ဆိုဘာဖြစ်လို့ဖြစ်ကြတာလဲဆိုဒီအဲ့ခက်ကပညာရှင်တွေကဆက်ကြပါတော့အဲ့ဒီစင်တို့အခက်ဆက်ကပညာရှင်တွေကဆက်ကြည့်တော့မြေကြီးကလျှက်ကူးအားကောင်းတဲ့အရာဆိုတာကို
သူတို့သိတယ်အဲ့ဒါကြောင့်မို့လို့ okay စနစ်တစ်ခုတော့တီထွင်ပြီးတော့လုပ်ပေးမှရမယ်လူတွေဘေးကင်းဖို့အတွက်အဲ့နဲ့အဲ့ခေတ်စတော့ပါနော်ဒီလျှက်စစ်ပညာရှင်တွေကလမ်းကြောင်းတစ်ကြောင်းချပေးပြီးတော့မြေကြီးထဲကိုအားရောတစ်ခုရိုက်ပြီးတော့လူတွေကိုဘေးကင်းစေဖို့အတွက်လျှက်စစ်ပတ်လန်တစ်ခုဖန်တီးပြီးတော့အသုံးပြုလာကြတယ်။နောက်ပိုင်းကျတော့တကဘာလုံးမှာလျှက်စစ်အသုံးပြုရေးနောက်ပိုင်းခက်တွေနဲ့တရားနေရာအဲ့လောက်ကြာလာရင်တော့အခုခေတ်အခြေအနေရောက်လာပြီပေါ့နော်။အဲ့ဒီခေတ်အခြေအနေကြတော့မဖြစ်မနေမြေထဲချတာကိုလျှက်စစ်သုံးမယ်ဆိုရင်မြေထဲချဖို့အတွက်3ပင်ပဲသုံးရမယ်။စနစ်ကိုမဖြစ်မနေထဲရမယ်ဆိုပြီးသတ်မှတ်ချက်အနေနဲ့ဖြစ်လာတာပေါ့နော်။ Okay ဒါဆိုရင်ဒီလျှက်စစ်နဲ့ပတ်သက်ပြီးလေ့လာခြင်းနဲ့ဆိုရင် NEC National Electrical ရှိမယ် IEC International Electrotechnical Commission စသဖြင့်ဒီလိုမျိုးနေရာတွေမှာလည်းပြဋ္ဌာန်းလာကြတယ်။ဒါဆိုရင်လူတွေကိုကာကွယ်ဖို့အားချတယ်ဆိုတာဘာဖြစ်လို့လဲလူတွေအတွက်လူအသက်အန္တရာယ်ထက်တန်ဖိုးကြီးတာမရှိတော့ဘူးလူတွေအသက်အန္တရာယ်အတွက်ဘာလုပ်ရမလဲအကိုအဓိကချရမယ်ဘယ်လိုပုံစံနဲ့ကာကွယ်နိုင်မလဲဘယ်လိုပုံစံနဲ့လုပ်ကြမလဲချချင်တာကတော့ချပါပြီ။ဘာသိဖို့လို့လဲဆိုတော့မြေကြီးထဲကိုဒီအရော့တွေကရိုက်ထဲကြမယ်လေခုနကပုံထဲမှာလို့ဒီလိုမျိုးရိုက်ထဲကြမယ်ဆိုရင်မြေအခြေအနေကလည်းလူသေးတယ် soil resistivity လို့ခေါ်တယ် soil resistivity ဆိုတာဘာကိုပြောရလဲဆိုတော့မြေတိုင်းကလည်းမြေကြီးထဲဒုဒုဆိုပြီးအရော့တခြားဒီအချောင်းကြီးပေါ့နော်ရိုက်ထက်လိုက်ယုံနဲ့ပြီးသွားလားဆိုမပြီးသွားဘူးမြေမျိုးစားသိဖို့လိုသေးတယ်မြေမျိုးစားရှိတယ်မြေကြီးရဲ့လျက်ကူးနိုင်မှုမြေကလည်းပြော့လားဆော့ဈေးလားသဲလားနှုံးလားshort တွေလားသဲတွေလားအဲ့လိုမျိုးရှိရပါတော့မြေကြီးကလည်းတနေရာနဲ့တနေရာမတူဘူးလေရန်ကုန်နဲ့နေပြီးတော့ရန်ကုန်နဲ့မန္တလေးစသဖြင့်တောင်မတူဘူးဆိုတော့မြေမျိုးစားတွေကလည်းမျိုးမျိုးရှိတယ်ရက်ကွက်တစ်ခုနဲ့တစ်ခုလားမြေမျိုးစားမတူဘူးရေကြောနဲ့နီးရင်မြေမျိုးစားတစ်မျိုးတပ်ပင်တွေမြန်စိုက်ပြိုးဖြစ်တော့ရင်မြေမျိုးစားတစ်မျိုးအဲ့လိုမျိုးရှိတာအောင်နော်မြေပြော့လားမြေမာလားအဲ့လိုမျိုးအခြေအနေပေါ့ခုခံမှုနဲလေလျှက်စစ်စီးနိုင်လေခုခံမှုဆို resistance နဲလေကောင်းလေအဲ့ဒါကြောင့်မလို့ resistance ဆိုတာအုံပေါ့နော်အဲ့ဒါအုံနဲအောင် resistivity ကိုဂရုစိုက်ဖို့လိုတယ်ဒါကိုစစ်ဆေးကြည့်ရမယ် resistivity ကောင်းလားအုံနဲလားအုံကောင်းလားအုံကောင်းတယ်ဆိုတာအုံနဲတာကိုပြောပါတော့ okay အုံနဲ့ပတ်သက်ပြီးနောက်ပိုင်းကျရင်ထပ်ပြောပေးပါမယ်အရေးကြီးဆုံးသုံးချက်ကပါလေ electrode design မြေကြီးအနေထားပေါ်မူတည်ပြီးတော့အဲ့ရိုက်ထဲမဲ့အရော့ရဲ့ design ကိုဘယ်လိုမျိုးလုပ်မလဲအဲ့ဒါတစ်ချက်စဉ်းစားမယ်နောက်က connection quality အဲ့မြေကြီးနဲ့အရော့ရဲ့ connection ကဘယ်လိုမျိုးချိတ်ဆက်ထားမှာလဲဒါကိုစဉ်းစားမယ်နောက်တစ်ခုက road resistance ပါအနည်းဆက်ဆုံးအနည်းဆုံးနည်းနိုင်သမျှနည်းတဲ့ resistance ခုခံမှုအားဖြစ်နေရမယ် okay အဲ့ဆိုရင်ဒီအပိုင်း၃ပိုင်းနဲ့ပတ်သက်ပြီးဆက်ပြီးတော့ share လုပ်ပေးပါအောင်မယ်လောလောဆယ်တော့ art system နဲ့ပတ်သက်ပြီး introduction အပိုင်းလေးကိုဒီထဲမှာ share လုပ်ပေးလိုက်ပါပြီနောက်အပိုင်းတွေထပ်လေ့လာခြင်းနဲ့ဆိုရင် art လို့ comment ရေးခဲ့ပေးပါ ART လျှက်စစ်မှာအသုံးပြုတဲ့ art ပေါ့နော် art ကကြတော့ကမ္ဘာမြေကြီးတော့ကမ္ဘာမြေကြီးပဲဒါပေမဲ့လျှက်စစ်စနစ်နဲ့ဆက်ဆက်ပြီးတော့ထည့်သွင်းပြီးတော့သိထားတဲ့ art စနစ်ပေါ့နော် EART အားလို့ comment ရေးခဲ့ပေးပါပြီးတော့ဒီလိုမျိုး art စနစ်တွေ installation လုပ်တဲ့အပိုင်းတွေဒီထဲမှာရှိတဲ့ art တွေကိုဘယ်လိုမျိုးနေရာချလဲဒီလိုမျိုးအပိုင်းလေးကိုအသေးစိတ်လေ့လာခြင်းနဲ့ဆိုရင် site engineer တယောက်အနေနဲ့မဖြစ်မနေသိထားတဲ့အကြောင်းအရာတွေပေါ့နော် electrical or site engineer course မှာ12ရက်တိတိ training အနေနဲ့လာရောက်လေ့လာလို့ရပါတယ်